တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကိုစားပြုတဲ့အဖွဲ့ NCCT နဲ့အစိုးရကိုစားပြုတဲ့အဖွဲ့ UPWC တို့အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းပြီးမှ NCA မူကြောဆိုတာရရှိခဲ့တာပါအခုတော့ပြည်သူလူထုကြားမှာ NCA ဆိုတာအစိုးရကတစ်ဖက်သက်ရေးဆွဲထားတယ်ဆိုပြီးထင်မြင်ယူဆချက်လွဲမှားမှုတွေဖြစ်ပေါ်နေပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ UPDJC ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီအတွင်းရေးမှူးဒေါက်တာစလန်းငန်မုံစာခေါင်းနဲ့မေးမြန်းသွားမှာပါဒါပါလဲဆိုတော့ NCA စာချုပ်ကအစိုးရဖက်ကနေတင်ပြလာတဲ့မှုမဟုတ်ဘူးကျွန်တော်တို့တိုင်းရင်းသားလေးနဲ့ကန်ဒေါ်လာရဲ့ဖွဲ့စည်းတွေကတင်ပြတဲ့မှုဖြစ်တယ်တက်ကလေး2017အောက်တိုဘာ10ရက်နေ့မှာသမရသိန်းစိန်ကနေပြီးတော့ကျွန်တော်တို့တိုင်းရင်းသားလေးနဲ့ကန်ဖွဲ့စည်းတွေကိုအင်ချင်ဆွေးနွေးဖို့ဖိတ်ခေါ်ကန်လန့်ခဲ့တာရှိပါတယ်အဲ့ဒီဖိတ်ခေါ်ကန်လန့်ပြီးတော့ကျွန်တော်တို့ဘေပုံဘေနီးနဲ့ဒီအင်ချင်ဆွေးနွေးပွဲလုပ်မလဲနိုင်ငံရေးဆွေးနွေးပွဲလုပ်မလဲဆိုတဲ့ဟာကျွန်တော်တို့ဖက်ပေါင်းစုံကစဉ်းစားတယ်ဒီလိုစဉ်းစားပြီးတော့ကျွန်တော်တို့တိုင်းရင်းသားလေးနဲ့ကန်ဒေါ်လာရဲ့ဖွဲ့စည်းတွေမှာညီလာခံအချိန်ချင်းလုပ်ပါတယ်2017 September လမှာတစ်ခါလုပ်တယ်2012 September လမှာနောက်ထပ်တစ်ခါလုပ်တယ်ပြီးတော့လိုက်စာညီလာခံလုပ်တယ်2013မှာဆိုတော့အဲ့လိုချင်းခါလုပ်ပြီးမှကျွန်တော်တို့2013လိုက်စာညီလာခံNovember လအစပိုင်းမှာကျင်းပခဲ့တယ်လိုက်စာညီလာခံကနေပြီးတော့ဒီတနိုင်ငံလုံးပိခတ်တိုက်ခိုက်မှုရစေရေးတဘောတူစာချုပ်ကိုချုပ်ဆွေချင်းအပြင်လာတယ်ကျွန်တော်တို့ဒီငင်းချရေးလမ်းစဉ်ကိုအခိုင်အမာဆောင်ရွက်နိုင်မှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့တင်ပြတယ်နံပါတ်1နေနဲ့သမရသိန်းစိန်ကနေပြီးတော့2010မေလ3ရက်နေ့မှာသူတင်ပြခဲ့တဲ့နိုင်ငံရေးဆွေးနွေးမှုမူပေါင်းပြန်ကြည့်ပါမေပုံမို့လေနိုင်ငံရေးဆွေးနွေးမှုအရှင်းပါတဲ့တင်ပြချက်သမရသိန်းစိန်ကလုပ်ခဲ့တာရှိတယ်အဲ့ဒီမှာတနိုင်ငံလုံးပိခတ်တိုက်ခိုက်မှုရစေဆိုတဲ့ဟာမပါဘူးမပါတဲ့အတွက်သူ့ရဲ့တင်ပြချက်ကိုကျွန်တော်တို့ပေးချတယ်ပေးချပြီးတော့2012 September လကျင်းပတဲ့တိုင်းရင်းသားညီလာခံကနေပြီးတော့တနိုင်ငံလုံးပိခတ်တိုက်ခိုက်မှုရစေသဘောတူစာချုပ်ကိုကျွန်တော်တိုင်းရင်းသားလက်နက်ကန်ဒေါ်လာကြီးဖွဲ့စည်းတွေအတူတကွလက်မှတ်ရေးထိုးရမယ်အဲ့လိုအတူတကွလက်မှတ်မထိုးဘူးဆိုရင်ကျွန်တော်တို့အတူတကွမထိုးဘူးဆိုရင်ကျွန်တော်တို့တဖွဲ့ချင်းဆိုရင်မရဘူးပြီးတော့အစိုးရကတစ်ဖက်သက်ကြီးညာတဲ့ပိခတ်တိုက်ခိုက်မှုရစေသဘောတူစာချုပ်ကိုလည်းကျွန်တော်တို့လက်မခံဘူးဘာဖြစ်လို့လဲဆိုတော့အစိုးရတစ်ဖက်သက်ဖိတ်ခေါ်မယ်ဆိုရင်အစိုးရတစ်ဖက်သက်ရုပ်သိမ်းလို့ရတယ်ပြီးတော့သူတို့အင်ရှင်ဖြစ်မယ်ကျွန်တော်တို့အဲ့တေးဖြစ်မယ်ဒီလိုအနေထားမျိုးကတန်းတူမှုမရှိဘူးဆိုပြီးတော့အဲ့ဒီ NCA စာချုပ်ချုပ်ရမယ်တနိုင်ငံလုံးပိခတ်တိုက်ခိုက်မှုရစေသဘောတူစာချုပ်အတူတကွလုပ်ရမယ်ဆိုပြီးတော့ကျွန်တော်တို့တင်ပြတယ်အခုဖြစ်နေတဲ့လမ်းစဉ်အခုဖြစ်နေတဲ့ဆောင်ရွက်နေတဲ့ငင်းချင်ပြည်စင်အားလုံးကကျွန်တော်တို့တိုင်းရင်းသားလေးနဲ့ကန်တော်လှန်ရေးဖွဲ့စည်းတွေတင်ပြထားတဲ့အတိုင်းပဲဖြစ်တယ်ဆိုတော့ကိုကျွန်တော်တင်ပြချင်ပါတယ်ဒီ NCA အခုဆိုရင် NCA လမ်းကြောင်းတိုင်းမလုပ်ပဲတခြားလမ်းကြောင်းလိုက်မယ်ဆိုတဲ့အဖွဲ့တွေလည်းပေါ်လာတယ်ဟုတ်ကဲ့အဲ့ဟာနဲ့ပတ်သက်ပြီးဒီ NCA ဆိုတာကပြင်နေတဲ့အရာဟုတ်ဆိုတာနဲ့ပတ်သက်ကျွန်တော်တို့ NCA စာချုပ်ဆိုတာအားလုံးလပေါင်း20ပေါ့လေနှစ်နှစ်နီးပါးကျွန်တော်တို့ဆွေးနွေးပြီးမှရလာတာဖြစ်တယ်အဲ့ဒီဆွေးနွေးတုန်းကလည်း NCCT မှာပါတဲ့အဖွဲ့အစည်းအားလုံးလက်မှတ်အခုလက်မှတ်ထိုးတဲ့ဖွဲ့တွေလက်မှတ်မထိုးနိုင်တဲ့ဖွဲ့တွေအများအားလုံးပါပြီးတော့မှကျွန်တော်တို့အတူတကွသဘောတူထားတဲ့စာချုပ်ဖြစ်တယ်ပြီးတော့အဲ့ဒီစာချုပ်ကကျွန်တော်တို့အဲ့ဒီနိုင်ငံတော်အကြီးအကဲဖြစ်တဲ့သမ္မတကြီးလက်မှတ်ထိုးတယ်တမတော်ကကိုဦးစီးချုပ်လက်မှတ်ထိုးတယ်လွှတ်တော်ဥက္ကဋ္ဌတွေနာဇီကတွေလက်မှတ်ထိုးတယ်ပြီးတော့ပြည်ထောင်စုလွှတ်တော်ကလည်းအတည်ပြုပြီးသားဖြစ်တယ်အဲ့ဒီအတွက်ကြောင့်တလုံးခိုင်မာတဲ့စာချုပ်တလုံးကျွန်တော်တို့တိုင်းရင်းသားတွေလူသားချင်းအလုံးကိုအပြည့်စုံထည့်ပြီးတော့မှဆွေးနွေးလာတဲ့စာချုပ်ကိုအခုပြန်နေပြင်ဆင်မယ်ဆိုတာတော့မလုပ်တင်တော့တဲ့ကိစ္စဖြစ်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဒါပေမဲ့စီးဆက်ဆောင်ရွက်ဖို့အတွက်ဆိုလို့ရှိရင်နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူပေါင်းကိုကျွန်တော်တို့အနေနဲ့ဆွေးနွေးလို့ရတယ်ပြင်ဆင်လို့ရတယ်ပြီးတော့နိုင်ငံရေးဆွေးနွေးပွဲတွေကိုတရှင်းပြီးတရှင်းဆောင်ရွက်လို့ရတယ်ဆိုတော့လူအပ်နေတာကိုပဲကျွန်တော်ဆက်ပြီးတော့ဆောင်ရွက်တာပိုကောင်းတယ်လှုပ်ထားပြီးတော့ကိုထပ်ခါတလေးလေးလုပ်မယ်ဆိုရင်ကျွန်တော်ဒီတိုင်းပြင်မှာဘယ်တော့ငင်းချင်ရမလဲအဲ့ဒီတွေ့ကြောင့် NCA လမ်းကြောင်းတာတဲ့အကောင်းဆုံးဖြစ်တယ်ဆိုတာကျွန်တော်တို့တိုင်းရင်းသားတွေရွေးချယ်တာဖြစ်ပြီးတော့အခုတမတော်ကလည်းလက်ခံတယ်ဆိုရလည်းလက်ခံတယ်ဆိုတော့ဒီလမ်းကြောင်းတာလည်းအကောင်းဆုံးဖြစ်တယ်ဒီလမ်းကြောင်းကလွှဲပြီးတော့တခြားလုပ်မယ်ဆိုရင်တော့ဒါတော့မဖြစ်တဲ့အလုပ်ဖြစ်တယ်လို့ကျွန်တော်အဲ့လိုပဲမြင်ပါတယ်